ပြောရင်မြက်မြဲယူဝဲလာပြီးငါလွမ်းတက်ခံရှိပါသည်ဒီတခါအနာကနေတွေ့သွားရင်ကျင်းဆုံးရတော့မငါတော့မထင်ချေကနာလေးဆွဲချခြင်းပေမဲ့နောက်ဆုံးဒီအချိန်မှာတို့နှစ်ယောက်ပြန်ဆုံးနေရင်တရှင်လုံးတွေတွေ့တော့မငါတော့မထင်တရားရဲ့ပြင်းနေငါမှာမင်းပြလာတာတီလျက်နဲ့စောင့်နေတာအတူရဆိုင်အချိန်နဲ့ဘလို့မပြေရမလဲအနာချင်းလွေပါတော့ဆိုမမင်းကဆိုကန်ထွက်သွားပြီဆိုနိုင်အောင်လို့ဝေးပြီမလာချင်သူတွေတကားပွေးပြီးဆောင်နေလေငါအမောဘေးအကြတဲ့လို့လေနောက်ချေရင်နေကွယ်ယုံပဲရှိမေအနာချင်းပါတဲ့ဆိုလေဝေးထွက်သွားပြီပဲချီရသူရဲ့ဒီကပြန်ဆုံးနေတာမြင်တယ်လို့သာကိုရှောင်းထွက်သွားပါဟောတော့ဝေးကိုချောင်းလေးကငါတွေ့ရရင်မောအချိန်မှတို့နဲ့ဘလောက်ပဲလာပါခန့်ကနာတာရှိတယ်ဘူးတော့ပြက်သွားငါယူမတက်ချီခံစားမှပါစက်ကထွက်ကြတဲ့စကားလေးကအခုမေးပြရအောင်လားဟုတ်ပြီတေချာစဉ်းစားဒီတခါဝေးပြီးပြမဆုံးတော့ဘူးတော့တို့ညစင်းစားရောက်ပြီးလာတဲ့ကမင်းထွက်သွားမှလာပြောရင်မြဲရဝဲလာပြီးငါလွမ်းတက်ကန်ရှိပါသည်ချိတ်ဆွဲထားတဲ့ဓာတ်ပုံကြည့်ပြီးညရောက်ရင်ယူပါအတူရဆိုင်လာခြင်းနဲ့ဘလို့မေးပြရမလဲနာချင်းတွေပါရဆိုမမင်းကဆိုကန်ထွက်သွားပြီဆိုနိုင်အောင်လို့ဝေးမလာခြင်းသူတွေငါကဝေးပြီးဆောင်နေလေငါအမောဘေးအကြတဲ့လို့လဲနောက်သေးရှင်နေွယ်ယုံပဲ